လူမလာတာလားလာတော့လေလိုအပ်တာကိုတတ်နိုင်သမျှကူညီပေးလိုက်ပါလူမသတိရတာလားသတိရတော့လေလိုအပ်တာကိုတတ်နိုင်သမျှကူညီပေးလိုက်ပါမကူညီနိုင်ရင်လည်းအကျိုးသင်အကြောင်းသင်ရှင်းပြပေးပါလူမလာတာလားလူမသတိရတာလားရဲ့လို့ပြဿနာမရှာလိုက်ပါနဲ့ကိုလည်းတစ်ခါတလေဒီလိုပဲလူတဲ့အချိန်လိုက်ပြီးအကူအညီတောင်းတတ်တယ်မို့လားကိုစီအားကိုတကြီးနဲ့လာတဲ့သူတွေကိုတတ်နိုင်သမျှကူညီပေးလိုက်ပါကူညီပြီးရင်လည်းဘယ်သူကိုမှဘာမှပြောမနေပါနဲ့တော့ဘာကိုမှလည်းပြန်မျော်လင့်မနေပါနဲ့တော့လူတိုင်းကိုအပြုံးနဲ့သာကြိုးဆိုပါလူတိုင်းကိုအပြုံးနဲ့သာနှုတ်ဆက်ပါကိုစေတနာကောင်းလေးကကိုယ့်ကိုအကျိုးပေးမှာပါလူတိုင်းမှာသူ့ပြဿနာနဲ့သူ့ခက်ခဲနဲ့သူရှိနေတတ်ပါတယ်ကိုမှာပြဿနာတွေခက်ခဲတွေကြုံလာရင်လေကိုနီကိုဟန်နဲ့ပြေလည်အောင်ဖြေရှင်းရမှာပါပြဿနာတွေအခက်ခဲတွေကြုံလာရင်စိတ်မညစ်နဲ့စိတ်ဓာတ်မကြပါနဲ့ပြဿနာတိုင်းမှာဖြေရှိသလိုအခက်ခဲတွေမှာလည်းဖြေရှင်းဖို့နည်းလမ်းတွေရှိနေတတ်ပါတယ်ဒါကြောင့်ပြဿနာတွေခက်ခဲတွေကြုံလာရင်ပညာပါပါနဲ့ဖြေရှင်းလို့ရမယ်နည်းမျိုးစုံနဲ့ဖြေရှင်းရမှာပါပြဿနာပေါ်ပြဿနာမစင်ပါစေနဲ့အခက်ခဲပေါ်အခက်ခဲတွေမစင်ပါစေနဲ့ပြဿနာတွေအခက်ခဲတွေရှိရင်သူတစ်ပါးကိုလည်းမထိခိုက်ပါစေနဲ့ကိုလည်းမထိခိုက်ပါစေနဲ့ကံနဲ့ကံရဲ့အကျိုးတွေပေါ်လဲယုံကြည်မှုမပြတ်ရွေးပါစေနဲ့လောကမှာတိခံခြင်းနဲ့အောင်မြင်ခြင်းဟာတိုက်ရိုက်အချိုးကြပါတယ်။မခံခြင်းစိတ်ဒေါသနဲ့အောင်မြင်ခြင်းဟာပြောင်းပြန်အချိုးကြပါတယ်။တိခံနိုင်လေးအောင်မြင်လေးပါပဲ။မခံခြင်းစိတ်နဲ့ဒေါသများလေအမှားများလေဆုံးရှုံးလေပါ။တိခံပြီးငြိမ်နေလို့တော့မရပါဘူး။ရန်တုံမပြန်တိခံပြီးကိုလှုပ်เสียရှိတာကိုဆက်လုပ်နေရမှာပါ။အလုံးမပြတ်တိခံပါရွယ်ချက်မပြတ်သီးခံပါဘယ်သူကမှမထိခိုက်ရအောင်သီးခံပါစိတ်ကောင်းလေးမပြတ်အောင်သီးခံပါစိတ်ကောင်းစေတနာတွေကကောင်းကျိုးပေးတယ်လို့သီးခံခြင်းကြောင့်လည်းကောင်းကျိုးတွေကိုရရှိစေမှာပါသာသနာ့နယ်ဆရာတော်